မင်္ဂလာပါရှင်ကိုယ်ကိုမေတ္တာပေးတဲ့သူတွေကိုတန်ဖိုးထားပါပတ်စံကိုလူတိုင်းပေးနိုင်ကြပေမဲ့မေတ္တာတရားကိုတော့လူတိုင်းမပေးနိုင်ကြပါဘူးဒါကြောင့်မို့လို့မေတ္တာနဲ့ငွေအသက်ပြားနဲ့နိုင်ရှင်လာတဲ့အခါမှာတချို့ကအသက်ပြားကိုရွေးချယ်လေးရှိတယ်တချို့ကတော့မေတ္တာကိုရွေးချယ်လေးရှိကြတယ်အဲ့ဒီထဲမှာကျွန်မကတော့မေတ္တာတရားကိုပေးတဲ့လူကိုပဲရွေးချယ်ပါတယ်ငွေအသက်ပြားပေးတဲ့လူကိုမရွေးချယ်ပါဘူး။ဘာကြောင့်လဲဆိုရင်လောကကြီးမှာအရာရာငွေနဲ့ဝယ်လို့မရတဲ့အရာတွေလောကကြီးမှာအများကြီးရှိနေတာမို့လို့ငွေအသက်ပြားကိုဒုတိယနေရာမှာထားတဲ့ကျွန်မအတွက်တော့မေတ္တာနဲ့ရှင်လာရင်မေတ္တာတရားကိုပဲရွေးချယ်ပါတယ်။လူကတော့အမျိုးမျိုးရှိတာပေါ့နော်။တချို့တွေကငွေအသက်ပြားကိုရွေးချယ်ကြတယ်။ဘဝမှာငွေအသက်ပြားသားလျင်နံပါတ်1လို့ခံယူထားတဲ့သူတွေအတွက်တော့သူတို့ကတော့အသက်ပြားကိုပဲရွေးချယ်လေးရှိကြပါတယ်။ကျမကတော့ကျမရဲ့ဘဝမှာမေတ္တာတရားကိုနံပါတ်1မှာထားတဲ့အတွက်ကျမဘဝမှာမေတ္တာတရားကိုပဲရွေးချယ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။